ထိုင်းတဲ့စာပေးဖို့နဲ့ဒီနေ့ပွဲစဉ်ကတော့စတင်ရှင်းမယ်ကစားပြီးလည်းဖြစ်ပါတယ်ထိုင်းတဲ့ဘယ်တာမှထိုးပေးထားတယ်ဒီရီတောင်ရဲ့ထိုင်းတဲ့ဒီနေ့ပွဲစဉ်မှာမြန်မာပြည်ပြန်ရလာပြီခင်မာလာစံတော်ပဲအေးရလည်းကနေပေးလာပြီမထက်လူဒီမှာပြန်ထွဲထားတယ်ပင်လာဖက်အေးရလည်းကနေပေးလာပြီထိုင်းတဲ့ဇုံယူရဦးရှုံမတ်ပေးလာပြီခင်မာလာထွန်းအဲ့လေဖြစ်သွားတယ်ထိုင်းတဲ့ပြန်ထားသေးတယ်ထိုင်းတဲ့ချင်းချင်းနေရလက်ကဲပြီထိုင်းအလိုက်ပြန်ပြန်တယ်ပြီပေါင်းမနဲ့ကြံချက်တစ်ခုနဲ့အတူအဆုံးသတ်ဖို့ကြိုးစားကြရလေဖြစ်သွားတယ်။ဆက်ရပြီးခဲ့တဲ့ပွဲစဉ်မှာမြန်မာအသင်းကဥစပက်အသင်းကိုတကူကူမရှိနဲ့ရင်းနေကြတာ။မာတင်မိတမုံမြေအေးရတော့ပေးရပြီ။စံတော်ကောင်းတိုက်တယ်။ထိုင်းတယ်မယ်အေးရလည်းကနေပေးရပြီ။စွန်ဒီဆာဝတ်မကနေပေးရပြီ။အဲ့ဒါပချပေးတာထိုင်းနေမလားကဲပြီပစ္စမိုင်ဆွန်ဆိုင်အင်ဒရီယာတိုင်းပဲနောက်ပြန်ကဲချန်နဲ့ဆုံးသက်ဖို့ကြိုးစားကြတာဖြစ်ပြီးသူရဲ့ကန်ချက်ကိုတော့မြန်မာအသင်းရဲ့ဂုဏ်မမင်းမမြငိမ့်ဒီကြီးထားပြီးတော့ပြန်လဲဟန်တာခဲ့ရတယ်ဖြစ်ပါတယ်မာလာထွန်းနောက်ကျအေးရရဲ့မတပေးရပြီကောက်တိုက်တယ်စံတော်ဝေးမင်းအကန်နဲ့ယူဝင်းအေးရပြင်ပနေပြီးတော့ဝီကန်ချက်တစ်ခုနဲ့တော့ဆောင်ဝေးရရှိဖို့ကြိုးစားခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့သူရဲ့ကန်ချက်ကတော့တက်ပြတယ်ခင်ဗျာပထရာရန်နဲ့ပထရာရန်တီကြပဲခင်ဗျာမြန်မာအသင်းပဲရှေ့ထိုင်ကနေပေးလာပြန်ပြီမြန်မာအသင်းပဲမထက်လူဒီမှာကတွဲရတယ်စမ်းတော်ပဲဘာလို့မကြည့်ရမများစမ်းတော်ဆိုကနေပေးရပြန်ပြီဒါမဲ့လေစွန်တီဆာဝဆိုကနေပေးရပြီဖြူဝင်းဆိုထဲပေးရပြီမထက်လို့ရှောက်ပြေးနေပြီဒါမဲ့လေအားကစားဝါနာရှင်ပြည်သက်များခင်ဗျာမြန်မာအသင်းရဲ့ထိုင်းအသင်းတို့ရဲ့ပထမပိုင်းကတော့ပြီးဆုံးခဲ့ပြီလေဖြစ်ပါတယ်ပထမပိုင်းပြီးဆုံးချိန်မှာတော့မြန်မာအသင်းရောထိုင်းအသင်းရောဒီနေ့ပွဲစဉ်ရဲ့ဖွင့်ကိုတွင်းနာခြင်းမရှိသေးပဲတစ်ဖက်ကိုတစ်ဖက်ဂိုးမရှိသေးတဲ့ထပ်ပေါ်နေပါကြောင်းအစီအကံတစ်ဆက်နေရင်ကျွန်တော်တို့ရဲ့ဒိုင်းရထုံးလေးတစ်ဆက်နေမှုကိုဒုတိယပိုင်းမစတင်မီခဏပြန်လာခွင့်ပြုပါခင်ဗျာခုဆိုရင်တော့မမျိုးသမီးအတင်းနဲ့ထိုင်းအတင်းတို့ရဲ့ပွဲစဉ်ဒုတိယပိုင်းကနေပြန်လဲစတင်လိုက်ပြီဖြစ်ပါတယ်ထိုင်းအတင်းပဲလူချစ်ပဲဘာခိုင်အေးရတော့ပေးရပြီကောက်တိုက်တယ်မာဒီဦးဆောင်ကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်ဒီနောက်ကွင်းမှာခဲနဲ့လာရောက်အားပေးနေတဲ့ပရိသတ်တွေရဲ့ပျော်ရွှင်မှုပုံရိပ်တွေကိုတော့စိတ်တို့တွေမြင်တွေ့နေခဲ့ရတဲ့ဖြစ်ပါလူစားဝင်လာတဲ့ယူပါခိုင်ဒီဂျေနီးပြကာတိုရဲ့လူစားလက်မှုကတော့မှန်ကန်ခဲ့လို့ပဲဆိုအောင်မှာဖြစ်ပါအောင်ကိုတိကျခဲ့ပြီးတော့အေရီယာရှင်မှာအသင့်ရှိနေတဲ့မေထက်လူချိန်သားကိုက်ခေါင်းတိုက်ပိတ်သွင်းယူသွားခဲ့ရပဲဖြစ်ပါတယ်ဘလုံးကထိုင်းတီးပြန်ရရင်မချက်တီကျွဲရတယ်တယောက်ကြော်လာတယ်ထိုင်းတီးပဲကံပြီဂိုးပြီခင်ဗျာဒီမှာဒီတွင်းကိုတော့ချက်ချင်းဆိုလိုပဲထိုင်းတီးရဲ့လူစားအစားမှာထရိုရက်ပြန်ပြီးတော့ခြေပါသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ထိုင်းတီးရဲ့ခြေပါကိုစီတော့ဥတီသွားစေခဲ့ရလည်းဖြစ်ပါတယ်ဂျိုရဲကန်ချက်မြန်မာတီးရဲ့ကန်စစ်ကစူယူရဦးနဲ့ဘောလုံးကထိပြီးတော့လမ်းကြောင်းပြောင်းပြီးတော့ထိုင်းတီးခြေပါကိုရရှိသွားခဲ့ရလည်းဖြစ်ပါတယ်နှစ်သိန်းလုံးရဲ့ကြွပိုင်းအပြောင်းလေးတွေကတော့တွင်းကိုရဖို့ထွားဥတီနောက်ထပ်တွင်းကိုတွင်းနိုင်ခဲ့မယ်ဆိုရင်မြန်မာတီးချန်ပီယံဖြစ်ကိုရမှာလည်းဖြစ်ပါတယ်ဝီရာကက်မီထိုင်းအလားပါတော့ဖလာပြီးယူပါခိုင်မဲ့ဒီကလည်းယူပါခိုင်အဲ့ဒါကနေပေးရတယ်ရတယ်လေဦးအေးရတော့ပေးရပြီ
အေးရမှာပဲမာတီပဲခိုင်တဲ့ကစားသမားတွေကတော့တဲတန်ကိုလူကပြီးတော့ပဲဒီပါခိုင်ပဲအေးရနောက်ကျပေးရပြီမာတီမဲ့တကန်နေဒီတမှုမြေဝေကန်ကြရဖြစ်ပါတယ်ခိုင်ကနေတိုက်စစ်တီလိုက်ပါလာပြီးတော့ဒီချိန်မှာတော့ထိုင်နေမယ်ပြန်ရလာပြီကြောက်ကြော်လာတယ်တကန်နေသူရဲ့ကန်ချက်ကိုပေါင်းနေတော့လွှဲသွားခဲ့တာဖြစ်ပါတယ်ပင်ရဖက်လက်ပြမြတ်ချက်ပေးရပြီထိုင်သေးမယ်ဂျီယာပုံလက်ကန်နေ ဒီမိုပြေနောက်ကိုပြပေးထားတဲ့ယူပါခိုင်လူပြစောချွန်းပြန်ပြီးတော့ဖန်ယူသွားနိုင်ခဲ့ရလဲဖြစ်ပါတယ်ယူပါခိုင်ကတော့ တစ်ထည့်ပေးတော့ပြန်ပြီထိုင်တင်ပဲကချနာတဲ့ကချနာဒီမိုးပြထက်ခောက်ပြန်ပြီဒီမိုးပြရထားသေးရဲ့လက်ကန်နေအမေဒီမိုးပြပြန်ထားတယ်လေဖြစ်ပါတယ်ဒီမိုးပြစပချိုးပေးရပြီ ဘိုးပြေချုပ်ခင်းတာအမြတ်ယူပါခိုင်လွတ်သွားပြီမြတ်ယူပါခိုင်ရလာပြီယူပါခိုင်ယူပါခိုင်ကရမှာယူပါခိုင်ဒီခွင့်ရတော့အတုံးချနိုင်ခဲ့ကျွန်တော်မရှိရ ဂျီရာပွန်ထိုင်မဲ့ပြန်ထားသေးရဲ့ဒါပေမဲ့မြမာသေးရဲ့ခန့်ဂျီရာပွန်မချင်းနေကြည့်နေဂျီရာပွန်ထက်ကန်ပြန်ပြီမြင်တွေ့ရတိုင်းပိုင်နယ်သုံးကန်ချက်နဲ့အဆုံးအသက်မှာလေသူရဲ့ကန်ချက်ကဂိုးပါတော့ထက် ဆိုရမယ်ညောင်းကျွန်တော်ခဏပေးလိုက်ပြီရတော့ကြာလာတယ်မာဒီမရသေးရဲ့မြဖြူခွေပဲကဲပြီထိုင်ဒီရဲ့ခက်စကပြန်ပြီးတော့ရှင်းတော့သွားနိုင်ခဲ့ရလဲဖြစ်ပါပြီးတော့အမန်တီကစားမကိုအကောင်းဆုံးခုကဘောလုံးပြန်ယူပြီးတွင်းကိုရောက်ဖို့တော့ကန်သွင်းခဲ့ပြီမဲ့လေတကယ်ကိုရှူတိုက်ကနေပေးလာတယ်ဒီပြေထွက်သွားမြဝင်းဝင်းရသေးတယ်ဝင်းဝင်းပဲပြန်ချိုးလာတယ်နေလေဦးတပိတ်လေစင်မိုးပြေနေလေဦးရဲ့ကန်ချက်ကိုပိတ်သွင်းချက်ကိုတော့ကိုသမားစော်ချွန်းအကောင်းဆုံးပုံစံအတီးရင်သောပုံစံတစ်ခုနဲ့ပြန်ပြီးတော့အားသာဝါရရှင်ပြည်သူများမျှလက်ရှိမှာတော့မြန်မာမျိုးသမီးလက်ရွေးစင်တင်းနဲ့ထိုင်းမျိုးသမီးလက်ရွေးစင်တင်းတို့ရဲ့ပွဲသားချိန်မိနစ်90ရာတော့ပြီးဆုံးသွားခဲ့